ကဲတငယ်ချင်းတို့ရေဒီနေ့တော့ iPhone ကိုစကန်ဝယ်ကင်ပြီးတရုတ်ဖုန်းတွေကိုနှာခေါင်းရှုံနေတဲ့တက်ဆရာကြီးတွေကိုပညာပေးခြင်းပါလေဒီမှာကြည့်ဒါက Jinshu L5 ဂျိုထူဖုန်းပါဒီအန်တနာကြီးကိုမြင်ရင်မင်းတို့ကဟာရှီးကြလိုက်တာလို့ရေးချင်းရေးမယ်ဒါပေမဲ့တချို့ဖုန်းတွေကဂျိုထူနဲ့ချိတ်လို့ရတယ်လို့မရတယ်လို့ဖြစ်နေကြတော့ဒီဖုန်းကတော့အန်တနာကြီးကိုဆွဲထုတ်လိုက်ရုံနဲ့ဂျိုထူနဲ့တန်းချိတ်ပြီးဖုန်းပြောလို့ရနေဒီဖုန်းကမင်းတို့သိတဲ့တခြားဂျိုထူဖုန်းတွေလို့ကဘာနဲ့အရန်ဝေးတဲ့အမြင့်ပြန်ဂျိုထူတွေနဲ့ချိတ်တာခုဒီ Jinshu L5 ကဘာနဲ့အနီးဆုံးမှရှိအနှိမ့်ပြန်ဂျိုထူတွေနဲ့ချိတ်တာအနီးလေးဆိုတော့ဘာကောင်းလဲလိုင်းတက်တာပုံမြင်တယ်ဖုန်းပြောရင်လည်းအတန်ကြီးမယ်ဘယ်နေရာရောက်လိုင်းမမိမှပူစရာမလိုတော့ Okay နောက်ဆိုရင်စမတ်ဖုန်းတွေအကုန်လုံးဒီလို low at orbit စနစ်ကိုပြောင်းလာကြတော့နီးပညာဆိုတာခိကြီးစီကြောင့်ကြုံမြင်ဖို့လိုတယ်အခုတော့ငါရဲ့ Big Brother ဖုန်းကြီးနဲ့ဂျိုထူကနေတစ်ဆင့် easy ဖုန်းပြောလိုက်အောင်အန်တနာကြီးပါလာလို့လိမ့်မယ်မင်းတို့ကတော့ဓာတ်လီကာရှိမှလိုင်းဆိုင်ကြံခဲ့တော့